ခုနှစ်သားရွယ်တုန်းကကျွန်တော်ခေါင်းထဲမှာအလွတ်မျက်နှာပြင်တစ်ခုရုတ်တရက်ပေါ်လာခဲ့တဲ့အဆက်ကတော့ဒါဟာငါရဲ့ထူးခြားတဲ့စွမ်းရည်ပဲလို့ထင်ခဲ့တာဒါပေမဲ့နေလက်မျိုးစုံနဲ့စမ်းသက်ကြည့်လဲအလုံးလုံးအောင်လုပ်လို့မရခဲ့ဘူးတက္ကသိုလ်တက်တဲ့အချိန်ကျမှပဲအဲ့ဒီမျက်နှာပြင်ကတက္ကသိုလ်စာကြည့်လိုက်တဲ့ကစာအုပ်တွေနဲ့တုတ်ပြန်မှုရှိလာတော့တယ်အဲ့ဒီထဲမှာကဏ္ဍစုံကစာအုပ်စရင်ပေါင်းထောင်ချီပြီးပေါ်လာခဲ့တာအဆက်ကစာအုပ်တွေဒီလောက်အများကြီးတွေ့တော့လက်လျှော့မလို့ပဲဒါပေမဲ့3ရက်လောက်စာမဖတ်ပဲနေရင်အတန်ပြောက်ပြီးဆိုအဲ့အသွားတက်မှန်တိလိုက်ရတယ်ဒါနဲ့မတက်တာတဲ့အဆုံးတက္ကသိုလ်၄နှစ်တာအတွင်းမှာအဲ့ဒီစာအုပ်တွေအကုန်လုံးကိုဖတ်ပြီးသွားခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ခေါင်းထဲကမျက်နှာပြင်ကအလိုလိုပျောက်သွားလိုက်တာတက္ကသိုလ်ပွဲရခါနီးထိပဲကျွန်တော်ရဲ့အဆောင်ကသူငယ်ချင်း3ယောက်ရဲ့ပွဲရအထိမ်းမှတ်အတူတူစားတော့ပြီးဆိုင်ထဲကထွက်လာတော့ထူးဆန်းတာတစ်ခုတတိထားမိတယ်တီတီမီမီရွာနေရဲ့မိုးကကိုပေါ်ကြလာပေမဲ့ဘာမှမခံရခက်တဲ့အပြင်တောက်ထားတဲ့အချိန်တွေပါအကုန်ပြေသွားပြီးလူကိုပါနေလို့ထိုင်လို့ကောင်းစေတယ်ပို့ပြဤထူးဆန်းတာကခေါင်းထဲကပျောက်နေတဲ့မျက်နှာပြင်ကပြန်ပေါ်လာပြီးဒီတစ်ခါမှာတော့အားသွင်းနေသည်ဆိုရဲစာလုံးကြီး3လုံးပဲပြတ်တတ်နေတာဘလို့အင်အားမျိုးကများဒီမျက်နှာပြင်ကိုအားသွင်းပေးနိုင်တာလဲဒါကအခွင့်အရေးပဲဆိုတာချက်ချင်းရိပ်မိသွားပြီးသူငယ်ချင်း3ယောက်ကိုတတိပေးလိုက်တဲ့အကိုကြီးယူရန်ရှောင်ကျိုးငါတို့အခုချက်ချင်းမိုးသေးဆုံးနေရာကိုသွားပြီးမိုးတိတ်တဲ့အထိမိုးရေထဲမှာနေကြမယ်အဲ့ဒီစကားကြတော့3ယောက်လုံးကအဲ့ဒီမျက်လုံးတွေနဲ့ဝိုင်းကြည့်ပြီးဒုတိယအစ်ကိုမင်းနောက်နေတာတော့မဟုတ်ပါဘူးနော်မိုးရေထဲနေရတာဇိမ်ရှိတယ်ဆိုပေမဲ့ဒီတိုင်းကြီးတော့ဘယ်နေလို့ဖြစ်မလဲအဲ့ဒါပေမဲ့ကျွန်တော်ရဲ့ပြက်သားတဲ့မျက်ဝန်းတွေကိုမြင်တော့သူတို့လည်းဘာမှဆက်မပြောတော့ပဲပွဲမရခင်သူငယ်ချင်းတွေနဲ့အတူတစ်ခါလောက်ယူသုံးကြည့်တာပေါ့ဆိုပြီးလိုက်လာကြတယ်အဲ့ဒီမိုးကတန်းကောင်10နာရီကနေနောက်တနေ့မနက်6နာရီအထိရွာခဲ့တာတကယ်ဆို6နာရီကြာမိုးမိရင်ငိုက်တာပင်ပန်းတာချမ်းတာတွေဖြစ်ရမှာဒါပေမဲ့ထူးဆန်းတာကလူကပိုပြီးလန်းဆန်းတက်ကြွလာတာပဲပြန်ဖို့ပြင်တဲ့အချိန်မှာလမ်းအပေးကတစ်ပင်တွေတမျိုးဖြစ်နေတာတတိထားမိတယ်မင်းညကမှ6တွေ့နေတဲ့တစ်ကိုင်းတွေမှာတညာတဲ့နဲ့အရွက်တစ်တွေအများကြီးထွက်နေပြီးအဲ့ဒီအချိန်မှာပဲတတိယညီလေးရှောင်းယူလန်ကဟေးကောင်တွေနာခုပဲတရင်တစ်ခုတီးရတယ်မင်းညကတကဘာလုံးမှာမိုးရွာခဲ့တာနဲ့တဲခန္ဓာရနဲ့မြောက်ဝင်ရိုးစုံတောင်မကြံဘူးလို့အော်ပြောလိုက်တယ်ဒီစကားကြတော့ကျွန်တော်နဲ့အကိုကြီးချမ်းကြီးချက်ချင်းသဘောပေါက်သွားပြီးကုန်းစုံဆိုင်ကိုအမြန်သွားကြစို့လို့ပြောလိုက်တယ်ထူးဆန်းတဲ့ဖြစ်စဉ်တွေအကုန်လုံးတပြိုင်တည်းဖြစ်လာတယ်ဆိုတာတခုခုအကြီးအကျယ်ဖြစ်တော့မယ်အရေးအောင်ပဲလူတွေတတိမထားမိခင်ကုန်ပစ္စည်းတွေအမြန်ဆုံးစုဆောင်ရမယ်တကယ်လို့ခံမှန်းချက်မှားသွားရင်လည်းဒီတိုင်းနဲ့တော့ကြစားဘူးအဲ့တင်ထားလိုက်ုံပဲမှန်သွားရင်တော့ဒါကအနာဂတ်အတွက်အသက်ရှင်တန်ရေးအာမခံချက်ပဲလေပစ္စည်းတွေတည်ပြီးပြန်လာတဲ့လမ်းမှာထူးခြားမှုကိုထပ်တွေ့ရပြန်တယ်အမြဲတမ်းနေမကောင်းဖြစ်တတ်တဲ့တတိယညီလေးရှောင်းယူရန်ကအခုကီလို40ရှိတဲ့ရေပုံးကြီးကိုမပြီးခတ်တွတ်ရှောင်းနေနိုင်ပြီးကျန်တဲ့ကျွန်တော်တို့3ယောက်လည်းတယောက်ကိုပေါင်နှစ်ရစာကုန်ပစ္စည်းတွေတည်လာတာတောင်ဘာမှမပင်ပန်းဘူးဒါကမိုးရေကပေးရဲ့အကျိုးသက်ရောက်မှုပဲပစ္စည်းတွေကိုအဆောင်ထဲတည်လာပြီးတဲ့နောက်ကဘာပြတ်တော့မယ်ဆိုရင်ဒီလောက်နဲ့မလောက်နိုင်သေးဘူးဆိုတာသိတာမို့နောက်ထပ်4နာရီအတွင်းမှာရှိတဲ့ပိုက်ဆံအကုန်သုံးပြလိုက်ကြတယ်ဒါပေမဲ့အဆောင်ကန်းတစ်ခုလုံးပြည့်ချန်နေတဲ့ပစ္စည်းတွေကိုကြည့်ပြီး3ယောက်လုံးစိတ်ပူလာကြတယ်ဒုတိယအကိုတေချာလို့လားငါတို့အခုပြကြသွားပြီနော်ကျွန်တော်ကတော့ပြတင်းပေါက်ပြင်ဘက်ကိုပဲစိုက်ကြည့်ရင်မနေ့ကမှဖြတ်ထားတဲ့မျက်ခင်းကိုကြည့်လိုက်ဦးဒီနေ့တော့မျက်တွေကငါတို့ပေါင်လောက်ထိနေပြီးထဲကပိုးမွားတွေလည်းနှစ်ဆ3ဆလောက်ကြီးလာတယ်မင်းတို့အရွယ်ရောက်တဲ့အထိဒီလိုမျိုးမြင်ဘူးကြဘူးလို့လားလို့ပြောလိုက်တယ်3ယောက်သားတယောက်ကိုတယောက်ကြည့်ပြီးခေါင်းခါပြကြတယ်ဘာမှလည်းဆက်မပြောတော့ဘူးအဲ့ဒီနောက်သူတို့အိမ်တွေကိုဖုံးဆက်ပြီးပစ္စည်းတွေစုဆောင်းခိုင်းလိုက်တယ်တကယ်ပဲယာတီဝက်လောက်အတွင်းမှပဲကဘာတုံးကလူတွေပါဒီထူးခြားမှုကိုတတိထားမိသွားကြတယ်ဆိုင်ကြီးတွေစတိုးဆိုင်တွေမှာပစ္စည်းတွေအကုန်ပြောင်းတလင်းခါသွားတော့တာပဲမိုးမိလို့ကိုယ်ခန္ဓာကိုပြောင်းလဲလာတာကိုတတိထားမိတဲ့လူတွေလည်းအများကြီးရှိလာတယ်နတ်မျောစရာကောင်းတာကမိုးရွာတဲ့ချိန်ကတရုတ်နိုင်ငံရဲ့မနက်စောပိုင်းဖြစ်နေတော့မိုးမိတဲ့လူနေသွားတယ်ဒါပေမဲ့မိုးရွာပြီး18နာရီကြာမှဒုတိယအကြိမ်မြောက်တီတီမီမီထက်ရွာလိုက်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူးအဲ့ဒီမိုးကလူကိုအရန်အစင်မပြေဖြစ်စေတယ်ကိုပေါ်ကြရင်စူးစူးရှားရှားနာကျင်ရတဲ့အပြင်မိုးရေထဲမှာမြည်ဆိုးဆိုးအနက်လည်းရနေတယ်အဓိကကတော့ကျွန်တော်ကောင်းရဲကမျက်နှာပြင်ကဘာတော့ပြန်မှုမှမပြတာပဲဒါနဲ့ညီလေး3ယောက်ကိုအဆောင်ထဲအမြန်ဆွဲခေါ်ပြီးအိမ်တွေကိုလည်းဒီမိုးလုံးဝမမိစေဘူးတတိပေးခိုင်းရတယ်အကိုကြီးချမ်းကြီးကတခြားចောင်းသားတွေကိုတွားရဖို့လှုပ်သေးပေမဲ့ကျွန်တော်ကလက်မောင်းကိုဆွဲထားလိုက်ပြီးမထူးပါဘူးငါတို့ပြောတာကိုသူတို့ယုံမှာမဟုတ်ဘူးပြီးတော့မိုးလွဲပိုင်းကစားပြီးပစ္စည်းတွေဆူရမယ်လို့သူတို့တည်သွားကြတဲ့ကငါတို့ကိုဝိုင်းပယ်ထားကြတာနောက်ပြီးဒါကငါရဲ့ခံမှန်းချက်တက်ပဲလေမားသွားရင်သူတို့ကငါတို့ကိုပဲရန်ညှိုးဖွဲကြလိမ့်မယ်လို့ပြောလိုက်တယ်မကြခင်မှာပဲဖုန်းရဲကိုတရုတ်ဆိုရရဲ့တတိပေးချက်ဝင်လာတဲ့မိုးရေတွေကနေချက်ချင်းထွက်ကြဖို့နဲ့ကြောင်းလော့စပီကာကလည်းအဲ့ဒီအတိုင်းလိုက်អော်နေတယ်ဒါပေမဲ့ဒါဟာအစိုးရကသူတို့အားကောင်းမလာအောင်တားဆီးရဲ့မူသားစကားပဲဆိုပြီးအလေးမထားတဲ့သူတွေရှိနေတော့မယ်မနက်9နာရီလောက်အိယာကနိုးတော့မီးဖွင့်ကြည့်ပေမဲ့မီးပြတ်နေပြီးအပြင်မှာလည်းမောင်မီးနေရဲ့မနက်စာစားပြီးမိုးလင်းလာတော့မှအပြင်ကမြင်ကွင်းကိုအပြက်သားမြင်လိုက်ရတယ်လှပတဲ့ကျောင်းဝင်းကြီးကတညာတဲ့နဲ့ပျက်စီးရင်းနဲ့မြေတိုင်းပြင်ကြီးဖြစ်သွားပြီးပန်းပင်တွေတစ်ပင်တွေအကုန်တေကုန်ပြီးတနာတွေတောင်တိုက်စားခံထားရတယ်ပို့ပြီးထိတ်လန့်စရာကောင်းတာကမိုးရေအိုင်တွေထဲမှာအကြီးပြောနေတဲ့အလောင်းတွေရှိနေတာပဲမနေ့ကအထိအတူရှိနေတဲ့ကျောင်းတွေဖက်တွေတညာတဲ့နဲ့ဒီလိုဖြစ်သွားတာမြင်တော့၄ယောက်လုံးဘာမှမပြောနိုင်ပဲမင်းတက်သွားကြတယ်ဒါပေမဲ့ကဘာပြက်ကရောက်လာပြီဆိုတော့အားလုံးသဘောပေါက်လိုက်ကြပြီးဘာလို့ရမှန်းမသိဖြစ်နေတော့တတိယမြောက်နေ့ရဲ့မိုးကရောက်လာပြန်ရောဒီတခါတော့ဘသူမှမိုးထဲမထွက်ရဲကြတော့ဘူးကျွန်တော်ကတော့မိုးရေနဲ့ထိတွေ့လိုက်ုံနဲ့ဒီမိုးကပထမနေ့ကမိုးနဲ့တူပေမဲ့တခုခုတော့ကွာခြားနေတယ်ဆိုတာရိပ်မိလိုက်တယ်အဲ့ဒါဘာဖြစ်မလဲဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့အဆောင်က3ယောက်ကိုမိုးရဲခေါ်ထုတ်လာခဲ့တယ်တခြားကျောင်းသားတွေကတော့မလုပ်ရဲပဲအစိုးရရဲ့သတင်းထုတ်ပြန်ချက်ကိုပဲစောင့်နေကြတယ်ဒါပေမဲ့ဒုတိယမိုးကြောင့်ဆက်သွယ်ရေးလိုင်းတွေပျက်စီးကုန်လို့ထင်တယ်2နာရီနီးပါးဆောင်ပြီးမှလေးစားရပါတော့ပြည်သူပေါင်းတို့
အခုချက်ချင်းဒီမိုးရေရဲကိုဝင်ရောက်ကြပါအစင်မပြေမှုတစ်ခုခုရှိရင်ချက်ချင်းပြန်ထွက်ပါဆိုတဲ့သတင်းစကားရောက်လာတယ်တိုတိုနဲ့လိုရင်းပဲနိုင်ငံတော်အဆင့်အကြီးအကဲတွေလည်းလူသားတွေဟာမကြုံစဘူးဘေးအန္တရာယ်နဲ့ရင်ဆိုင်နေရပြီမို့ပြည်သူတွေရဲ့အင်အားကိုစုစည်းရမယ်ဆိုတာတည်သွားပုံရတယ်အဲ့ဒီအချိန်မိုးထဲမှာထူးဆန်းတာတစ်ခုထပ်တွေ့ရပြန်တဲ့ကတုံးဖြစ်နေတဲ့မြက်ခင်းပြင်ကမြ မြန်ဆန်ဆန်ပြန်ဆင်းလာပြီးဒုတိယမိုးရဲကလွတ်မြောက်လာတဲ့ပိုးမွားတွေကအစပေါင်းများစွာကြီးထွားလာတဲ့အဝေးကဖားပြုတ်ကြီးဆိုရင်လူတဲ့ဝက်စာလောက်ရှိနေပြီးဒါပေမဲ့ထူးဆန်းတာကလူသားတွေမှာတော့အဲ့ဒီလိုအပြောင်းလဲမျိုးမတွေ့ရဘူးအဆောင်ပြန်ရောက်ပြီးမှပဲထူးခြားမှုကိုစက်တိလာရတဲ့ပထမမိုးကအစင်းမြင့်တင်ခြင်းဒုတိယမိုးကစစ်ထုတ်ခြင်းဆိုရင်တတိယမိုးကတော့စွမ်းရည်အထူးတွေကိုပေးတာပဲအကိုကြီးချန်ကြီးကလက်သီးကိုကြစ်ပါအောင်ဆုပ်လိုက်တော့သူ့ကိုယ်ရဲကနေအင်အားတစ်ခုပောက်ကွဲထွက်လာပြီးသူ့ရှေ့မှာလူတစ်ဝက်စာလောက်ရှိတဲ့မြေတိုင်းကြီးတစ်ခုဖြစ်ပေါ်လာတဲ့ဒိုင်းကာကြီးတစ်ခုလိုပဲစတုတ်ထင်ကြီးလေးရွှေကြိုးကလည်းလက်ဖွားကိုဖျက်လိုက်တော့ထူးဆန်းတဲ့ရေလင်းတွေထွက်လာပြီးသူ့စိတ်ကြိုက်လေးထဲမှာမြေတကောင်လိုကူးခတ်နေတဲ့တတိယညီလေးရှောင်းယူလျံရဲ့စွမ်းရည်ကတော့နေနေထူးကြတယ်ပလိညင်ပြူတာတယ်ဒါပေမဲ့အခုလောလောဆယ်ပလိညင်ပြူဖို့တက်ရှိမရှိသေးလို့ပြလို့မရဘူးကျွန်တော်မှာတော့စွမ်းရည်နှစ်ခုခွဲရလိုက်တဲ့တစ်ခုကအဲ့ဒီမိုးနှစ်ချိန်ကြောင့်ရလာတဲ့စိတ်ဆွမ်းအားဖြစ်ပြီးနောက်တစ်ခုကတော့အားသွင်းလို့ပြီးသွားတဲ့မျက်နှာပြင်ကနေပေးတဲ့ကုပမီတာ900ရှိတဲ့အသွင်ရောင်တိုလောင်ကန်ဆက်တိုခန်းဘဲကျန်တဲ့ခွဲထွက်စွမ်းအဲ့ဒီကတော့အချက်လက်ကြီးရှုနိုင်တာပဲအခုသူတို့၃ယောက်ကိုကြည့်လိုက်ရင်သူတို့ရဲ့အရေးချင်းအချက်လက်တွေကရှေ့မှာပေါ်လာတယ်ပို့ပြီးမယုံနိုင်စရာကောင်းတာကမှန်နေကြည့်ရင်ကိုယ့်ချက်လက်ကိုပါမြင်နေရတာပဲအဲ့ဒီနောက်ပြတင်းပေါက်နာသွားပြီးတီတီငင်ငင်နဲ့ပဲငါတို့ပစ္စည်းတွေကိုအမြန်သိမ်းပြီးငါရဲ့စက်တိုခန်းထဲထည့်ရအောင်ဒီเจ้าမှာငါတို့ကြာနေလို့ရမှာမဟုတ်တော့ဘူးလို့ပြောလိုက်တဲ့ရွှေကျိုးကနားမလဲရဲ့မျက်နှာနဲ့ဒုတိယအစ်ကိုဘာလို့အဲ့လိုပြောတာလဲအပြင်မှာပိုးမွားတွေကြီးလာတယ်ဆိုပေမဲ့အစိုးရကမကြခင်အစီအမံတွေလုံးမှာပါတဲ့သူစကားလဲဆုံးရောကျောင်းတော်စပီကာကနေဆရာမများနဲ့ကျောင်းသားကျောင်းသူများခင်ဗျာကျန်းချန်ခိုလုံရစခန်းကိုအကြမ်းဖြင့်တိဆောက်ပြီးပါပြီမနေ့ဖြန်မနေ့မှာစစ်တပ်ရဲ့စောင့်ရှောက်မှုနဲ့အတူခိုလုံရစခန်းကိုစနစ်တကျရွှေ့ပြောင်းကြပါရန်ဆိုပြီးကြေညာချက်ထွက်လာတဲ့ချန်ကြီးကမျက်လုံးပြူးသားနဲ့ညီလေးမင်းတကယ်တော့တာပဲကျန်းချန်တက္ကသိုလ်ရဲ့အတိအရန်အရှိဆုံးလိုပဲလို့ချီးကျူးတယ်ဒါပေမဲ့ကျိုးအနော်ကတော့ခေါင်းငုံလိုက်ရင်ဒါကသတင်းကောင်းမဟုတ်ဘူးလူသားတွေကိုဒီလောက်ထိစုတ်ခွာခိုင်းရတယ်ဆိုရင်ငါတို့ရှေ့မှာရှိတဲ့အနေရကဒီလောက်တင်မကတော့ဘူးဆိုတာတေချာတယ်လို့တွေးနေမိတော့တယ်